နွားမွေးမြူရေးလုပ်ငန်းဆိုတာနှစ်ချီပြီးအချိန်ယူရတဲ့လုပ်ငန်းလို့လူအများစုကထင်ကြပါတယ်။ဒါပေမဲ့စနစ်တကျသာလုပ်တတ်မယ်ဆိုရင်လစဉ်ဝင်ငွေရအောင်နွားမွေးမြူရေးဆိုတာတကယ်ကိုလက်တွေ့ကျတဲ့စီးပွားရေးတစ်ခုပါ။ဒီနေ့ဗီဒီယိုမှာတော့နွားမွေးရင်လစဉ်ပုံမှန်ဝင်ငွေဘယ်လိုရှာမလဲဆိုတာကိုဈေးကွက်အချက်လက်တွေနဲ့တကွရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသိထားရမှာကကိုမွေးထားတဲ့နွားကိုဘယ်ကိုရောင်းမလဲဆိုတဲ့ဈေးကွက်ပါ။လက်ရှိမြန်မာနွားဈေးကွက်ဟာထိုင်းနိုင်ငံကနေတဆင့်တရုတ်ကမ္ဘောဒီးယားနဲ့မလေးရှားနိုင်ငံတွေအထိတင်ပို့နေတာပါ။တရုတ်ဈေးကွက်ကအကောင်လုံးထွားချိုင်းတဲ့နွားကြီးတွေကိုအဓိကဝယ်ယူပြီးတကောင်ကိုကျပ်သိန်း30ဝန်းကျင်အထိဈေးရတတ်ပါတယ်။အရွယ်စားအလက်စားတွေကိုတော့ထိုင်းကမ္ဘောဒီးယားနဲ့မလေးရှားဘက်ကိုတင်ပို့လိရှိပြီး10သိန်းကနေ73သိန်းဝန်းကျင်အထိဈေးရလိရှိပါတယ်။ဒါဆိုရင်လစဉ်ဝင်ငွေဘယ်လိုရှာမလဲ။လျှို့ဝှက်ချက်ကတော့အိမ်နီးချင်းမဲဆောက်မြို့ကအောင်မြင်နေတဲ့မွေးမြူရေးသမားတွေတုံးတဲ့အလဲကျစနစ်ပါပဲ။နွားအကောင်60ရှိရဆိုရင်အကုန်လုံးတစ်ပြိုင်တည်းရောင်းဖို့မဆောင်ပါဘူး။လအလိုက်အတုတ်ခွဲပြီးဖြူစုတဲ့အတွက်လာတိုင်းမှာရောင်းတန်းဝယ်နွားတွေထွက်ပေါ်နေပြီးပုံမှန်ဝင်ငွေ cash flow ကိုရရှိနေတာပါဒီလိုလစဉ်ရောင်းတန်းဝင်ဖို့ဆိုရင်နွားတွေအထွားမြန်ဖို့လိုပါတယ်ဒါကြောင့်ထိုင်းနိုင်ငံထုတ်နေဗီယာပါချောင်ဝမ်းလို့ခေါ်တဲ့မြက်ဘူးစင်ကိုမဖြစ်မနေအသုံးပြုရပါမယ်ရိုးရိုးမြက်တွေမှာပရိုတိန်းထက်9%ပဲပါပေမဲ့ဒီနေဗီယာမြက်မှာတော့ပရိုတိန်းထက်17ကနေ14%အထိပါဝင်လို့နွားတွေအမခန့်အထွားမြန်ပါတယ်တချင်းစိုက်ထားယုံနဲ့9နှစ်အထိစက်တိုက်ရည်သိမ့်နိုင်ပြီးတအေကကိုတစ်နှစ်တန်ကင်105ဖေကနေ200အထိထွက်ရှိတာပါဒီမြက်တွေကိုဆက်နေချိပြီးနေ့စဉ်လုံလောက်အောင်ကျွေးမွေးရမှာပါနောက်ထပ်လစဉ်ဝင်နဲ့အမျက်အစွန်းကိုပိုသေးချစေတာကတော့တမဝါရအစစ်နေပါမဲဆောင်မှာဆိုရင်နွားမွေးမြူသူ990ဦးနဲ့ဖွဲ့စည်းထားတဲ့တမဝါရအသင်းကြီးရှိပါတယ်အသင်းဝင်တွေဟာရှယ်ယာတစုကိုဘတ်100နှုန်းနဲ့အများဆုံးဘတ်9000အထိထည့်ဝင်ကြပြီးအသင်းကနေနွားစာတွေကိုစက်ယုံကဓာတ်ရိုက်ဝယ်ပြီးတဲ့အတွက်ဈေးတက်တာနဲ့ရကြပါတယ်ဒါအပြင်နှစ်စဉ်အမျက်ဝေစုတွေကိုလည်းခွဲဝေခန်းစားခွင့်ရှိနေတာပါမြန်မာနိုင်ငံကမွေးမြူရေးသမားတွေအနေနဲ့လည်းဒီလိုစနစ်တကျရဲ့အစာကျွေးမွေးမှုတွေအလေကျရောင်းချတဲ့စနစ်တွေနဲ့တမဝါရပုံစံမျိုးတွေသာပေါင်းစပ်လိုက်ရင်ကျပ်9သိန်းတန်နွားကလေးကနေလစဉ်ပုံမှန်300ကြီးဝင်ငွေရတဲ့အောင်မြင်တဲ့စီးပွားရေးတစ်ခုဖြစ်လာမှာအသေးကြပါပဲဒီဗီဒီယိုလေးကနေနွားမွေးမြူရေးလုပ်ငန်းရှင်တွေအတွက်အကျိုးရှိမဲ့ဗဟုသုတတွေရရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စီးပွားရေးအကြံဉာဏ်တွေကိုဆက်ကြည့်ဖို့ subscribe လုပ်ထားပေးပါဦးနော်